နေပြည်တော်မှာရှိတဲ့ Ela Latest ခန်းကို April 18 ရက်နေ့မှာတရားခွန်မှ short တိုက်တုံး3လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာထိခိုက်မှုတချို့ရှိခဲ့တယ်လို့ Brave Warriors of Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကချင်းတွင်းရိုးမကိုပြောပါတယ်။၎င်းကထိခိုက်မှုတချို့ရှိတယ်လို့သိရတယ်။တေချာအောင်စုံစမ်းနေတော့မယ်။သိရရင်သတင်းထုတ်ပြန်မယ်။ကျွန်တော်တို့ရဲဘော်တွေအခက်အခဲအမျိုးမျိုးကြားကနေမစ်ရှင်တွေကိုလှုပ်ဆောင်နေပါတယ်လို့ဆိုပါတယ်။နေမြေလုံခြုံရေးတင်းကျပ်မှုရာသီဥတုအခြေအနေဆိုးရွားမှုအခက်အခဲတွေကြောင့်သုံးလုံးသာအောင်မြင်အောင်ပြစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors of Myanmar BWM အဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။မတ်လ28ရက်နေ့မှာစတင်ခဲ့တဲ့ငလင်ဘေးကြောင့်ပြည်သူများခက်ခဲဒုက္ခရောက်နေချိန်မှာစစ်ကောင်စီကပြည်သူများကိုလေကြောင်းအုံပြုပြီးအဆက်မပြတ်ဘုံကျဲတပ်ဖြတ်နေတဲ့အတွက်တိုက်ခိုက်ရခြင်းဖြစ်တယ်လို့လည်း Brave Warriors of Myanmar BWM ကသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Warriors of Myanmar BWM ရဲ့ဦးဆောင်မှုနဲ့Black Leopard ကျက်တဲ့အဖွဲ့ကလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်